Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဒီ OD အမှတ်တစိ gel battery လေးပေါ့နော်ဒီ gel battery လေးကကျွန်တော်တို့ဒီပိုးတော့တက်တယ်ဒါပေမဲ့အသုံးပြုလို့မရဘူးပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးမှာဒီကောင်လေးကိုဘယ်လိုမျိုးပြန်ပြီးတော့ပြုတ်ပြင်ပြီးဘယ်လိုပြန်သုံးရမလဲဆိုတာလေးကိုဒီနေ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုတော့ဆုံးထိ like ပါကြည့်ရှုပေးကြပါဗီဒီယိုသစ်တွေတိုင်းသိရအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ထားပေးဖို့မြတ်တရခံပါနော်ဒါဆိုရင်တော့ကျွန်တော်တို့စီစဉ်လေးကိုစလိုက်ရအောင်နော်အဲ့တော့ဒီ gel battery လေးရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်းကိုကျွန်တော်ကဒီအပေါ်ကနေဖောက်ပြီးတော့မဟုတ်ဘဲနဲ့ဒီကောင်းကိုကျွန်တော်ဖြတ်ပြီးတော့သူပြန်ပြီးတော့ပြင်မှာပေါ့နော်အဲ့တော့ဘယ်အခန်းကြီးပြတ်နေလဲအထဲထဲမှာဘယ်လိုဖြစ်နေလဲဆိုတာလေးကိုကျွန်တော်တို့သိနိုင်ဖို့အတွက်ဒီကျွန်တော်ခုပြထားတဲ့နေရာလေးကနေကျွန်တော်တို့လွှာလေးတံပြက်လွှာလေးနဲ့ကျွန်တော်တိုက်ဖြတ်ပေးဖို့လိုတယ်ပေါ့နော်ကျွန်တော်တိုက်ဖြတ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီ battery ရဲ့တက်တဲ့ကြီးကိုမဖြတ်ဖဲနဲ့ကျွန်တော်တို့ဒီအခုပြထားတဲ့အတိုင်းလေးတစ်စောင်းလေးအတိုင်းဖြတ်ပေးမယ်ပေါ့နော်ဒါမှဘက်ထရီငုတ်နှစ်ခုကအပေါင်းနဲ့အနှုတ်ကျွန်တော်တို့သွားပြီးတော့ပူးမိပြီးတော့ရှော့မဖြစ်မှာပေါ့နော်တကယ်လို့တက်ဖြတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်ထရီရဲ့ငုတ်နှစ်ခုကအပေါင်းနဲ့အနှုတ်ကိုသွားထိပြီးတော့ကျွန်တော်တို့ရှော့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်စောင်းတိုင်းလေးတီးပြီးတော့ကျွန်တော်ကူပြထားတဲ့ပုံစံအတိုင်းလေးခုနကတော့ဖြတ်သွားလို့ရှိရင်ကောင်းလေးကိုရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီဘက်ထရီကကျွန်တော်တို့အခန်း6ခန်းပါတယ်ပေါ့နော်အဲ6ခန်းမှာတစ်ခန်းစီမှာ2ဖို့ပါတယ်ပေါ့နော်ဒီခန်းစီမှာ2ဖို့ပါတဲ့အတွက်ဒီကောင်က6ခန်းပေါင်းလိုက်တဲ့အတွက်12ဖို့ပေါ့နော်ဒီကောင်ကို CD ဆက်ထားတယ်ပေါ့နော်အဲ့တော့ CD ဆက်ထားတာဖြစ်တဲ့အတွက်ဒီကောင်လေးမှာဒီအထဲမှာဒီငုတ်ကလေးတွေရှိတယ်ပေါ့နော်စက်တင်နေရာလေးတွေဒီ jump point လေးတွေရှိတယ်အဲ jump point လေးတွေမိမမိကိုကျွန်တော်တို့ဒီကောင်ကိုကျွန်တော်နမူနာအနေနဲ့စမ်းပြမှာပေါ့နော်တကယ်လို့မိတ်ဆွေတို့အနေနဲ့ဒီ jump point လေးတွေကိုအပြင်ကနေပဲထောက်ပြီးတော့စမ်းမယ်ဆိုလို့ရှိရင်လည်းရတယ်ကျွန်တော်အခုပြတာကတော့ဒီကောင်ကိုဘယ်လိုမျိုးပြန်ပြီးတော့ပြင်ရမလဲဆိုတာလေးကိုသိနိုင်ဖို့အတွက်ကျွန်တော်ကဒီမှာနမူနာအထဲထဲကိုဖွင့်ပြလိုက်တာပဲဖြစ်ပါတယ်။မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီငုတ်ကလေးတွေမှာဆိုလို့ရှိရင်ဒီဘက်ကပေါ့နော်တငုတ်ပဲလွတ်တယ်ကျန်တဲ့ငုတ်တွေကအကုန်လုံးဆက်သွယ်မှုမိတယ်ပေါ့နော်။အဲ့တော့ဒီငုတ်ကလွတ်နေတာဖြစ်တဲ့အတွက်သူကဘက်ထရီတော့ဘိုးတက်ပြီးတော့ကျွန်တော်တို့ဒီသုံးလို့မရဘူးဖြစ်နေတာပေါ့နော်။အဲ့တော့သူ့ရဲ့ငုတ်ကလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဆက်နိုင်မယ်ဆိုလို့ရှိရင်ဒီကောင်ကိုပြန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီအပေါင်းနေရာလေးမှာပေါ့နော်အဲ့ငုတ်ကလေးကရှိတယ်ဒီကျန်တဲ့ငုတ်တွေကလည်းကျွန်တော်တို့ဆက်တဲ့နေရာလေးတွေကလည်းဒီဘက်မှာအပေါက်ကလေးတွေပေါက်ထားတဲ့နေရာလေးတွေရှိရပေါ့နော်တကယ်လို့မိတ်ဆွေတို့အနေနဲ့ဒီအတွင်းထဲကိုမဖြတ်ချင်ဘူးအပေါ်ကနေမဲ့ဖောက်မယ်ဆိုလို့ရှိရင်သူပြထားတဲ့ကျွန်တော်အခုလက်မလေးတွေဝိုင်းပြနေတဲ့နေရာလေးတွေကနေဖောက်ပြီးတော့ဒီကောင်ကိုပြန်ပြီးတော့စစ်လို့လည်းရတယ်ဆိုလို့ပြန်ပြီးတော့ဆက်ပြီးသုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်နော်ကျွန်တော်ကတော့ဒီကောင်ကိုဖြတ်ပြီးတော့ပြတာဖြစ်တဲ့အတွက်ပို့ပြီးရှင်းရှင်းလင်းလင်းသိနိုင်မှာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီကျွန်တော်အခုပြတဲ့အပေါက်ကလေးနေရာလေးတွေကဖောက်ပြီးတော့ပြန်ပြီးတော့ဒီကောင်ကိုဆက်ပြီးသုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်နော်ဒီကောင်ကအတွင်းထဲကအခန်းပြတ်တာမဟုတ်ပါဘူးเนาะအခန်းပြတ်တာမဟုတ်ဘူးအပေါ်ကနေဒီကောင်ကို CD ဆက်ထားတဲ့ line မှာတလိုင်းကဝင်ပြီးတော့ short ဖြစ်ပြီးပြတ်သွားတာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ဒီကောင်ကိုပြန်ဆက်နိုင်တယ်ဆိုလို့ရှိရင်ဒီ battery ကပြန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ battery ရဲ့ဘိုးတွေကိုကျွန်တော်တို့အခန်းနေရဲ့ဘိုးတွေကိုလိုက်ပြီးတော့တစ်ချက်စစ်ကြည့်ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် 1.9 volt ထွက်တဲ့ကောင်ရဲ့ 1.2 volt ထွက်တဲ့ကောင်ရဲ့ပေါ့နော်ကျွန်တော်တို့အများဆုံးဒီကောင်က2 volt ဖြစ်တဲ့အတွက်တချို့အခန်းတွေကတော့1.9 volt ပဲထွက်တယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကဘိုးရှိသေးတယ်ပေါ့နော်ပြန်လဲအားမသွင်းရသေးဘူးအဲ့ဒီအတွက်ကျွန်တော်ဒီကောင်ကသုံးလို့ရတယ်ပေါ့နော်အခန်းတွေကအားလုံးအဆင်ပြေတယ်အဲ့အတွက်ဒီဘက်ထရီကိုပြန်သုံးမယ်ဆိုရင်သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒီကောင်ကဒီခဲပေါ့နော်ဒီကောင်ကိုပြန်ပြီးတော့ခဲတိုးမယ်ဆိုရင်ကျွန်တော်တို့ခဲကောင်းနဲ့ရိုးရိုးခဲကောင်းနဲ့ပြန်ပြီးတော့တိုးလို့အဆင်မပြေပါဘူးအဆင်မပြေတဲ့အတွက်ကျွန်တော်ကဒီတပြင်းနီလန်လေးတစ်ခုကိုထပ်ပြီးတော့သုံးရမယ်ပေါ့နော်ဒီခဲကောက်ကိုကျွန်တော်မသုံးပါဘူးအဲ့တော့ဒီမှာကျွန်တော်ဝဲဥလဲလေးတစ်ခုလိုမယ်ပြီးရင်စကူလေးတစ်ခုလိုမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာဒီ
screw driver လေးပေါ့နော်ဒီ sorry ကျွန်တော် screw driver မဟုတ်ဘူးဒီ screw ဖောက်တဲ့ဆက်ပေါ့နော်ဒီဖောက်ဆူးလေးပေါ့နော်ဖောက်ဆူးလေးကိုကျွန်တော်သုံးရမယ်အဲ့တော့ကျွန်တော်ဒီမှာဒီ 1.5 ပေါ့နော်မီလီမီတာရှိတဲ့ဒီဖောက်ဆူးလေးကိုကျွန်တော်ဒီမှာထိတ်ကလေးတွေမှာဒီခဲလေးတွေဖြစ်တဲ့အတွက်ကျွန်တော်အရာလေးတွေလိုက်ပေးပြီးတော့ကျွန်တော် screw လေးနဲ့ထိုးပြီးတော့ဖြီမှာပေါ့နော်အပေါက်ဖြစ်သွားအောင်ဒီကျွန်တော်မဖောက်ပါဘူးအဲ့ဒီအတွက်လက်ကလေးနဲ့ဖောက်လေးရတယ်တကယ်လို့တန်လေးနဲ့ပဲအရာပေးတိုင်းမယ်ဆိုရင်ရတယ်ပေါ့နော်ဒီကောင်ကခဲဖြစ်တဲ့အတွက်ကျွန်တော်ဒီဝဲဥလဲနဲ့စုပ်တဲ့ခါမှာဆိုရင်သူကသူအရည်ကလေးဖော်ပြီးတော့သူကသူဝင်သွားတယ်ပေါ့နော်မှန်နော်အဲ့တော့ကျွန်တော်တို့ဒီအခန်းတိုင်းမှာရှိတဲ့ဒီငုတ်ကလေးဒီမှာကျွန်တော်တို့အကုန်လုံးကိုလိုက်ပြီးတော့စကူလေးနဲ့စုပ်ပေးဖို့လိုရတယ်ပေါ့နော်အဲ့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာ J wire တစ်ချောင်းလိုအပ်မယ်ပေါ့နော်ကျွန်တော် J wire ကတော့ကျွန်တော်21 SWG လောက်ဆိုလို့ရှိရင်အဆင်ပြေပါတယ်နော် J wire လေးတောင်လေးတော့ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီစကူလေးနဲ့တက်ဖို့အတွက်ကျွန်တော်ဝိုင်းပုံစံလေးလုပ်လိုက်မယ်ဒါကတော့မိတ်ဆွေတို့အနေနဲ့အဆင်ပြေတယ်လို့လုပ်လို့ရတယ်ပေါ့နော်အဲ့ပြီးသွားရင်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်အခုပြထားတဲ့သူအရင်ကဆက်ထားတဲ့နေရာလေးအတိုင်းပဲကျွန်တော်ပြန်ပြီးတော့ဆက်ပေးရမယ်မှာပေါ့နော်အပေါင်းနေရာရဲ့ကျွန်တော်အနှုတ်နေရာလေးရဲ့ကိုကျွန်တော်ဆက်ပေးရမယ် CD ပေါ့နော်မှာနော်ပြီးသွားရင်ကျွန်တော်စကူလေးနဲ့လိုက်စုပ်လိုက်မယ်ပြီးသွားရင်အဲ့တခန်းကပြီးသွားပြီအတွက်ဒီကောင်ကိုကျွန်တော်ဖြတ်မယ်နောက်တစ်ခန်းကိုဆက်ပြီးတော့ဆက်မယ်ပေါ့နော်အပေါင်းနဲ့အနှုတ်နဲ့အပေါင်းနဲ့အနှုတ်နဲ့အပေါင်းပေါ့နော်အဲ့ပုံစံလေးဆက်ပြီးရမှာဖြစ်ပါတယ်ပြီးရင်အပေါင်းနေရာလေးကတစ်ခုဆက်မယ်ပြီးရင်အနှုတ်နေရာမှာပြန်ဆက်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်လက်သေးညက်လေးနဲ့လိုက်ဖြတ်မယ်ပြီးရင်ဒီဘက်ကနှစ်ခုကိုထပ်ဆက်မယ်ပေါ့နော်ပြီးရင်ဟိုဘက်က2 point ကိုထပ်ဆက်မယ်ပြီးရင်ဒီဘက်က2 point ကိုထပ်ဆက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ခဲတိုးစရာမလိုတော့ဘူးပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့အပေါင်းနဲ့အနှုတ်နေရာလေးမှာလည်းကျွန်တော်တို့ဝိုင်ယာနဲ့စားထုတ်မယ်ပေါ့နော်အဲ့တော့မထုတ်ခင်ကျွန်တော်ဒီကောင်ရဲ့ဘိုးဘယ်နှဘိုးထွက်လဲဆိုတာလေးကိုကျွန်တော်တစ်ချက်တိုင်းပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်17.98ပေါ့နော်12ဘိုးနီးကျွန်တော်တို့ပြန်ထွက်နေတယ်ပေါ့နော်ဒီမှာတစ်ခန်းမှာဆိုရင်2ဘိုးနောက်တစ်ခန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခန်းကြော်လိုက်တဲ့အခါမှာ6ဘိုးပေါ့နော်နောက်တစ်ခန်းကြော်ရင်10ဘိုးနောက်တစ်ခန်းကြော်ရင်12ဘိုးပေါ့နော်အပြေးထွက်နေရပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီကောင်းရဲ့အပေါင်းနဲ့အနှုတ်ကိုကျွန်တော်တို့ဒီဝါယာနဲ့စားထုတ်ရုံပဲပေါ့နော်
ဒါဆိုရင်တော့ကျွန်တော်တို့ဒီဘက်ထရီလေးကိုပြန်ပြီးတော့သုံးလို့ရပြီဒါမဲ့ကျွန်တော်တို့အပေါ်ကအဖုံးလေးဖုံးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆက်ပြီးတော့ပြမယ်နီလန်းလေးကိုထပ်ပြီးတော့ကြည့်ရှုပေးပါအောင်အဲ့တော့ဒီအတိုင်းလေးပဲသုံးမယ်ဆိုလဲသုံးလို့ရတယ်ပေါ့နော်တကယ်လို့မိတ်ဆွေတို့ကဒီဆိုင်ကယ်တွေကိုပြန်ပြီးတော့ထည့်ထားပဲဖြစ်ဖြစ်ဒီဘက်နေရာမှာဒီအိမ်အပေါ်ကအခွန်လေးနဲ့သုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ဒီသုံးလို့ရမရကျွန်တော်တစ်ချက်ဒီမှာမော်တာလေးနဲ့ဆန်ပြမယ်ပေါ့နော်ဒီကောင်ကတော့တွဲဖို့မော်တာလေးဖြစ်တယ်ဒီမှာနော်လဲနေပြီနော်လဲနေပါပြီမှာငကို ampere အတိုင်းပဲပေါ့နော်ဘာမှရော့သွားတာချင်းမရှိပါဘူးဒါဆိုရင်တော့ okay သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ကိုအဖုံးလေးပြန်ပြီးတော့တက်ကမယ်ပေါ့နော်အဲ့တော့ရုံစုံနေနဲ့ကျွန်တော်တို့ဒီအပေါင်းနဲ့အနှုတ်ဘေးနားလေးကနေကျွန်တော်တို့အပေါက်ကလေးတွေနှစ်ပေါက်ဖောက်ပေးရမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကဒီခဲကောက်ကိုပဲတုံးထားတယ်ခဲကောက်လေးနဲ့ပဲထိုးဖောက်လိုက်တယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာဝါယာနှစ်စကိုထုတ်ပေးရမယ်ပေါ့နော်အပေါင်းဝါယာရဲ့အနှုတ်ဝါယာရဲ့ပေါ့နော်အပေါက်ကလေးတွေကနေမဲ့ကျွန်တော်ကဒီမှာဒီဝါယာလေးနှစ်စကိုထုတ်လိုက်တယ်ပေါ့နော်ပြီးတော့ရင်တော့ဒါကကြော်ကြီးတန်ရိုက်ဘတ်ချင်းရိုက်ဘတ်တန်တွေကပေါ့နော်ချင်းရိုက်တဲ့ဘတ်တန်တွေကကျွန်တော်ဒီဒီစကားလေးပေါ့နော်စကားလေးကိုကျွန်တော်ဒီမှာဘက်ထရီရဲ့တောင်လေးတွေမှာဒီခဲကောက်လေးနဲ့ပေါ့နော်လိုက်ပြီးတော့ဖြီးပြီးတော့ကျွန်တော်ဒီမှာဒီကောင်ကိုကတ်ထားတယ်ပေါ့နော်အစင်ပြေတဲ့စကားကိုသုံးလို့ရပါတယ်နော်ကျွန်တော်ဒီမှာချင်းရိုက်ဘတ်တန်တွေကဒီစကားအကြီးကိုသုံးထားတာဖြစ်ပါတယ်နော်အဲ့ဘက်တစ်ချမ်းပြီးသွားရင်ဒီမှာထောင်လေးတွေကိုလည်းကျွန်တော်လိုက်ပြီးတော့ဒီတိုင်းလေးပဲလိုက်ပြီးတော့ပေါ့နော်လိုက်ပြီးတော့ပိတ်တယ်ထဲမှာကျွန်တော်တို့စကူလေးတွေဆွဲထားတာဖြစ်တဲ့အတွက်ဘက်ထရီလေးကဖုံးလေးရပေါ့နော်နည်းနည်းလေးအပေါ်တော့ပို့ပြီးတော့ကြွတက်လာတယ်ဒါပေမဲ့ပြဿနာမရှိပါဘူးနော်အဲ့တိုင်းပဲသုံးလို့ရပါတယ်ကျွန်တော်ဒီမှာပြီးရင်နောက်တစ်ထပ်ပြီးတော့ဒီအပေါ်ကနေပေါ့နော်ကော်လေးတွေလိုက်လောင်းမှာဖြစ်ပါတယ်ဒီဘက်ထရီရဲ့အပေါ်ဖုံးကပေါ့နော်ထူတဲ့အတွက်ကျွန်တော်ဒီစကားကိုမြုပ်သွားအောင်ဒီလောင်းကတ်မယ်ဆိုလဲကျွန်တော်တို့ကတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမှာမြုပ်သွားအောင်ဒီမလုပ်တော့ဘူးအဲ့ပြီးသွားရင်ကျွန်တော်တို့ဒီမှာပေါ့နော်မီးချစ်လေးနဲ့သုံးလေးရတယ်ကျွန်တော်တို့ဒီကော်ကန်းရှိလို့ကော်ကန်းကိုသုံးပြုတ်ပြီးတော့ဒီကော်ချောင်းလေးတွေနဲ့အပေါ်ကနေလောင်းမယ်ဆိုလေးရတယ်ပေါ့နော်ကော်ချောင်းလေးတွေကိုတော့ကျွန်တော်တို့ဒီလျှက်စစ်ပစ္စည်းဆိုင်လေးတွေမှာအလွယ်တကူဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာမီးချစ်လေးနဲ့ပဲဒီကော်ချောင်းလေးတွေကိုသုံးသွားတယ်ပေါ့နော်ကျွန်တော်တို့စကားအပေါ်ကနေဒီကောင်ကိုလိုက်ပြီးတော့အပေါ်ကနေတုပ်ယူမယ်ပေါ့နော်
မှာနော်ကျွန်တော်ဒီမှာကောချောင်းတစ်ချောင်းပဲကုန်တယ်ပေါ့နော်ကောချောင်းတစ်ချောင်းပဲကုန်တယ်ကျန်တာဘာမှငွေကြေးကုန်ကြခံစရာမရှိပါဘူးကျွန်တော်ဒီဘက်ထရီလေးတွေအခုချိန်မှာတော့ပြန်ဝယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့3-4 တောင်းကတော့အနေဆုံးရှိပါတယ်နော်ကျွန်တော်အခုပြပေးခဲ့တဲ့နီလန်းလေးကအတိုင်းသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘက်ထရီတွေတခုပုံစံအတိုင်းဖြစ်လို့ပေါ့နော်ဖြစ်ခဲ့လေဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ပြင်ပြီးတော့သုံးနိုင်အောင်လို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe နှိပ်ထားပေးဖို့ကိုလည်းမြတ်တက်ထပ်ပြီးတော့မြတ်တက်ရက်ခတ်အပ်ပါတယ်နော်မှာကိုလေးကမြဲသွားပြီပေါ့နော်ကိုမြဲသွားတဲ့အတွက်ဒီဘက်ထရီကကို6သွားတဲ့အခါမှာဆိုလို့ရှိရင်တော့လုံးဝ auto သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာထွက်လာတဲ့ငုတ်ကလေးနှစ်ခုကိုလည်းကျွန်တော်တို့ဒီသူ့ရဲ့ပင်မငုတ်ကြီးမှလာပြီးတော့ join လိုက်ရုံပဲပေါ့နော်အဲ့ဒါပြီးရင်စကူစုပ်ထားမယ်ဆိုလဲစကူလေးနဲ့တက်ထားမယ်ဆိုလဲရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာထပ်မတက်ပြတော့ဘူးအပြင်မှာဒီတိုင်းလေးပဲထပ်ပြီးတော့ကျွန်တော်မော်တာလေးနဲ့ထပ်ဆန့်ပြလိုက်တာပေါ့နော်ပါနော်အဆင်ပြေပါတယ်သုံးလို့အဲ့တော့ကျေးဇူးအားပေးကြတဲ့မိတ်ဆွေတို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ဆုံပါအောင်မယ်ဘိုင်ဘိုင်